ကိုဖြိုးရဲ့ရိတ်တာတိဆောက်မဲ့နေရာမှာပထမဦးဆုံးနေရာထိလာပြီးတော့လှူဒန်းတဲ့အလူရှင်တွေဖြစ်ပါတယ်လို့နော်ကျေးဇူးလည်းတင်ပါတယ်တကူတကလာရောက်ပြီးတော့လှူဒန်းပေးရတဲ့အတွက်လေနော်ဟုတ်ကဲ့ရှင်အားလုံးညီမတွေပါဟုတ်ကဲ့ရှင်ဒီနေ့ကကလေးတွေကြောင်းပိတ်တော့ကလေးတွေပါရှာတာဟုတ်ကဲ့ဟုတ်ပြီဗျာကိုဖြိုးတွေ့အောင်လို့ကိုတကူတကလာပြီးတော့ဒီထိလာလှူပြီးတော့အင်မတန်မှဝမ်းသာပီတိဖြစ်ပါတယ်ဒါကျွန်တော်ရဲ့နောက်ကဒါမကြခင်မှာရိတ်တာတိဆောက်မဲ့နေရာလေးဖြစ်ပါတယ်ဟုတ်ကဲ့ရှင်ဒါကိုရိတ်တာတစ်ထိလာပြီးတော့လှူဒန်းတာဟုတ်ကဲ့ရှင်ကျေးဇူးပါအဲ့ဆိုအလူငွေလေးလက်ခံပေးပါမယ်ဘယ်ကလက်ခံပေးရမလဲဟုတ်ကဲ့ဗျဒါလေးကအလူရှင်နာမည်လေးရောကိုငယ်လေးမမိုးမိုးထွေးတဲ့ကိုငယ်လေးမမိုးမိုးထွေးမိသားစုဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဗျဒါလေးကရောဦးတန်းထေတော်မြတ်ရွှေဦးတန်းထေဟုတ်တော်မြတ်ရွှေမိသားစုဟုတ်ကဲ့ရှင်အလူငွေလေးဘယ်လောက်ပါလဲဗျ3သိန်းရှင်အလူငွေ3သိန်းတော့ရိတ်တာတဲ့ထိဒီလောက်ထိမောင်နှမတွေညီမတွေဒီကူတကပိုက်ဆံတွေအများကြီးလှူဒန်းပြီးတဲ့အတွက်အင်မတန်မှပီတိဖြစ်ပါတယ်မိသားစုတွေအားလုံးလည်းလက်ရှိကျမ်းမှာစိတ်ချမ်းသာအလုပ်ကိုင်နေအားလုံးအဆင်ပြေပါစေစီးပွားရေးလက်လာပါများဒီရေလာတိုးတက်အောင်မြင်ပါစေလှူနိုင်တန်းနိုင်ပေးကမ်းစွန့်ကြဲနိုင်တဲ့မိသားစုဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ဗျာနော်ဟုတ်ကဲ့ရှင်ပေးဆွနေပြပါစေဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ကိုရဲ့ပရိဒါလုပ်ငန်းကြီးတွေဒီကအောင်မြင်ပါစေကျေးဇူးတင်ပါတယ်တကယ်ကိုမှပီတိဖြစ်ရတယ်ဘာလို့လဲဆိုတော့ဒီမှာရိတ်တာတဲ့ဒီကိုဒီမှာပင်ပန်းခံပြီးတော့သားတွေတမီးတွေနဲ့ဒီမှာတူတွေတူမတွေနဲ့တိုက်ဝန်းနဲ့စက်မှုရတိုင်းဒီကိုလာလူတာဟုတ်ကဲ့ရှင်နေတာစက်မှုမှာဟုတ်ကဲ့ရှင်စက်မှုမှာတကယ်ပီတိဖြစ်သွားပြီတကယ်လဲဝမ်းတာတယ်ကျွန်တော်အားအများကြီးရှိသွားပြီဟုတ်ကဲ့ရှင်ကိုဒီမှာလာမှာဆိုလို့လေစက်မှုကနေအဲ့လာဟုတ်ပြီ gain ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ရှင်ကျေးဇူး